ဒီကောက်ပွဲဟာဘာကြောင့်လိုအပ်တယ်ဒီကောက်ပွဲဖြစ်မြောက်ပြီးရင်ဒီကျွန်တော်တို့ဘာတွေထူးခြားတွေရလာနိုင်မလဲလွတ်တော်ရဲ့သဘောတရားပါလေလွတ်တော်ကကျွန်တော်တို့ဘာတွေထူးခြားတွေရလာနိုင်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကြုံလုံးစုံလုံးမှာဒါမျိုးပြောကြပါလိမ့်ပါတယ်ဒီမှာတော့ဒီထိတ်ဆုံးမှာထိုင်တဲ့ဆရာတော်ကတော့ကျွန်တော်တို့မိလာမဘာသာအတင်းလူရမှုလုပ်ခဲ့တဲ့တောင်တော်လေးဆရာတော်အရှင်အင်္ဂါသာဖြစ်ပါတယ်ဒီဘက်ကတော့ဒီကျွန်တော်တို့မိလာပါပဲအမျိုးသားရေးဆောင်ရွက်ခဲ့တဲ့ဦးဝင်းစောဒါကတော့ကျွန်တော်တို့ပထမချိန်ပြီးတော့လွတ်တော်ရဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်အငိမ့်စားဟိုပါပေါ့ဒေါက်တာဝိုင်းကြီးဖြစ်ပါတယ်ကျွန်တော်ကတော့ဟိုပါပဲဆိုပါရတော်ရှင်နေဖြစ်ပါတယ်အဲ့တော့ပြည်စုံမွေရဲ့အနေထားတော့ဒါတကတော့ပြောသွားလို့သိရပြီပေါ့နော်ဟိုသိရပြီဆိုတော့ဦးဇင်းတို့မြန်မာနိုင်ငံရဲ့အနာဂတ်ကောင်းကျိုးအလားအလာကိုပြည်သူတွေကလည်းလိုလားကြတယ်အစိုးရဖွဲ့စည်းကြမဲ့ပါတီတွေလည်းလိုလားကြပေမဲ့လို့လက်ရှိအခြေအနေအရစိုးရိမ်မှုတွေလည်းအများကြီးရှိနေတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိရွေးကောက်ပွဲကိုဖျက်ဆီးမယ်ဆိုတဲ့အတန်တွေကလည်းပဲအမျိုးမျိုးထွက်နေတယ်တစ်ဖက်ကလည်းပဲလက်ရှိအစိုးရကမြန်မာနိုင်ငံကိုဒီရွေးကောက်ပွဲဖြစ်မြောက်အောင်လုပ်မယ်လို့လက်ရှိအစိုးရကလည်းပြောတယ်အဲ့ဒီကြားမှာဦးဇင်းတို့ဖျက်ဆီးမယ်ဆိုတဲ့အတိုင်းအတာနဲ့လုပ်မယ်ဆိုတဲ့အတိုင်းအတာကြားမှာလုံခြုံရေးအခြေအနေအရလက်ရှိအစိုးရဘယ်လိုသတ်မှတ်ထားလဲအဲ့ဒါလေးတစ်ချက်သိချင်အဓိကရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ရွေးကောက်ပွဲကျင်းပတယ်ဆိုရင်အဖြစ်မနေဖြတ်တန်းရတဲ့ကိစ္စတွေကတော့ဒီကြီးမှုကျင်းပမယ်ရွေးကောက်ပွဲကော်မရှင်ကော်မရှင်နဲ့ကော်မရှင်ပွဲဝင်နေဒါဒီရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ရမယ်အဲဆန္ဒလိုမျိုးမဲဆန္ဒရှင်တွေလည်းလိုတာပေါ့ပြီးတော့ဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်တွေအဲ့တော့နောက်ဆက်ဖြည့်ဆည်းမဲ့လူတွေကနောက်ဆက်ဖြည့်ဆည်းမဲ့လို့ပြောနေတယ်လို့ဒီလက်ရှိဒီတာဝန်ယူနေတဲ့အစိုးရကလည်းရွေးကောက်ပွဲကျင်းပနိုင်ရေးဟာသူတို့ရဲ့အဓိကရည်မှန်းချက်ဖြစ်တယ်ဒါလည်းနိုင်ငံရဲ့ဒီကျွန်တော်တို့ပုံမငိမ့်ချမ်းပြီးပုံမတည်ငြိမ်တဲ့ပုံမကွန်ပျူတာတက်တဲ့အခြေအနေဖန်တီးဖို့အဲ့တော့ဒီလိုမျိုးရွေးကောက်ပွဲတွေကိုဖျက်ဆီးမဲ့သူတွေကိုကျွန်တော်တို့တားမြစ်နိုင်ဖို့အတွက်ပြီးတော့ဒီဥပဒေပြဋ္ဌာန်းထားရှိတယ်အဲ့တော့ဥပဒေပြဋ္ဌာန်းထားရုံနဲ့လုံလောက်လားလို့မေးရင်အဓိကတော့ဒီမှာလက်လက်သုံးသက်တဲ့အချိန်မှာဘာကိုကြည့်ရလဲဆိုတော့ဥပဒေတစ်ခုတည်းနဲ့ကြည့်လို့မရဘူးဥပဒေကဘယ်လိုစီမံထားလဲဥပဒေရမှာဆိုကျွန်တော်ဒီလုံခြုံရေးပေးနိုင်ဖို့ပေါ့စနတော်ကပြောခဲ့တဲ့ကော်မရှင်ကစလို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့လူတွေအလဲမဲဆန္ဒရှင်ပြည်သူအစုံလုံခြုံရေးအမှန်တကယ်ပေးနိုင်ဖို့အတွက်ပြီးတော့တက်ဆိုင်ရာလုံခြုံရေးနဲ့ပတ်သက်ပြီးလုပ်နိုင်ဖို့အတွက်ကော်မတီတွေကိုပြည်တော်စုအဆင့်ရနေပြီးတော့ဒီအခြေခံပေါ့ညွှန်နယ်ဆက်ပြီးဆောင်ရွက်ထားတယ်ပြီးရင်ပြီးတော့ဒီရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကိုဒီလက်ရှိနိုင်ငံရေးဖြစ်နေတဲ့အခြေအနေမှာပဂတိအခြေအနေနဲ့လိုက်လောညီတူဖြစ်ဖို့အတွက်သူကရွေးကောက်ပွဲတွေကိုအပိုင်းလိုက်ခွဲပြီးတော့ကျင်းပဖို့စီမံထားတာဖြစ်တယ်တချို့ဒီပြောတို့မြင်သာထင်သာရှိတဲ့တချို့မဲဆန္ဒနယ်တွေဆိုလို့ရှိရင်ဒီပြောတို့တာမန်အားဖြင့်ဆိုရင်တစ်ချိန်တည်းတစ်ခါတည်းပြုလုပ်လို့ရတယ်လို့ပြောလို့ယူဆလို့ရတဲ့အခြေအနေတွေရှိတယ်ဒါပေမဲ့ဒီပြောင်းရွေးကောက်ပွဲကော်မရှင်အဲ့ဒီဒေတာတွေတော့မှာအပိုင်းခွဲပြီးတော့ကျင်းပဖို့စီရင်ထားတာတွေ့ရတယ်ဒါဘာကြောင့်လဲဆိုတော့ဒီလွတ်တော်ကိုယ်စားလှယ်ဖြစ်ရွေးကောက်တင်မြောက်ခံမဲ့ကိုယ်စားလှယ်လောင်းတွေပါဝင်စနတော်ကပြောခဲ့တဲ့ကော်မရှင်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကနေမဲဆန္ဒရှင်ပြည်သူတွေအထိလုံခြုံရေးအမှန်ကန်တဲ့အပြည့်ပေးနိုင်ဖို့အတွက်ဒီစီမံထားတာလို့ပြောတော့ယုံကြည်ရတယ်ဒါကြောင့်မလို့လာမယ့်ရွေးကောက်ပွဲမှာအပြတ်မောင်းလုပ်တဲ့လူတွေကိုထိထိရောက်အရေးယူဆောင်ရွက်နိုင်ဖို့နောက်ဆက်ထပ်လာတဲ့လူတွေကိုအရေးယူနိုင်ဖို့ရပြီးရင်ဒီလိုလိုမဲဆန္ဒရှင်ပြည်သူနဲ့ဒီပါဝင်တဲ့လူတွေအားလုံးကာကွယ်ပေးနိုင်ဖို့လုံခြုံရေးစီမံချက်အပြည့်အဝဆောင်ရွက်ထားတယ်